ဆိုင်ဝင်တန်းကိုလက်လွန်သွားလို့အင်တာနက်ပေါ်မှာအခုလိုပွဲဖြစ်နေတဲ့ပိုးကြဖြူကင်းရဲ့ခင်ပွန် PK ထွန်းပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အွန်လိုင်းပေါ်မှာတော်တော်လေးကြရိုက်နေတဲ့ကိစ္စလေးတစ်ခုကနာမည်ကြီးမင်းသမီးရဲ့ခင်ပွန်ဖြစ်သူကသူ့ရဲ့လက်သီးနဲ့ဆိုင်ဝင်တန်းကောင်လေးရဲ့မျက်နှာကိုမိတ်ဆက်လိုက်တဲ့အကြောင်းပဲဖြစ်ပါတယ်အားလုံးကချစ်ခင်ကြတဲ့မင်းသမီးကျော်ပိုးကြဖြူကင်းရဲ့ခင်ပွန်တဲ့ရတနာPKထွန်းစိန်ရွှေရတနာဆိုင်ပန်ရှင်အကိုထွန်းတယောက်ကတော့သူ့ဆိုင်ကဝန်ထမ်းကောင်လေးတအူးကိုကိုထိလက်ရောက်ကျူးလွန်ခဲ့တဲ့ဆိုတဲ့သတင်းတွေကလက်ရှိမှာအတော်လေးပွဲဆိုနေပါတယ်ဒီပြဿနာကဘယ်ကနေဘလို့စတင်ခဲ့ရလဲဆိုတော့ TikTok ကနေစတာပါပဲရတနာ PKထွန်းဆိုင်ကဝန်ထမ်းကောင်လေးစစ်သွင်းရန်ကသူ့ရဲ့ TikTok အကောင့်အတွက်ဗီဒီယိုတွေရိုက်ကူးနေတော့မှဆန်ရှင်ဇနီးမောင်နှံရဲ့သမီးငယ်လေးဖူးဖွေးကကင်မရာရှေ့ကိုရောက်လာပြီးတော့ချစ်စပွဲလာဆော့နေကြတာပါအဲ့ဒီမှာတင်ပြဿနာရဲ့ဇလန်ကအစပြုလာခဲ့ရပါဝန်ထမ်းကောင်လေးစစ်သွေးရဲ့ရှင်းလင်းချက်ကတော့သူကကလေးကိုတစ်တော်တွေမှာထည့်သွင်းရိုက်ကူးဖို့ရည်ရွယ်ချက်မရှိခဲ့ပဲကလေးတဘာဝအတိုင်းဝင်ရောက်ကစားနေတာကိုချစ်စနိုးနဲ့ဗီဒီယို3ခုလောက်အတွက်သူ့အကောင့်မှာတင်ခဲ့မိရလို့ဆိုပါတယ်ဒီဗီဒီယိုဖိုင်တွေပြန့်နှံ့သွားချိန်မှာကလေးမိခင်ဖြစ်သူပိုးကြဖြူခင်ကသူသမီးကိုခေါ်ပြီးတော့တစ်တော်မစောဖို့ဝန်ထမ်းကောင်လေးကိုတတိပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်ဒီနေရာမှာပဲနှစ်ဦးနှစ်ဖက်ကြားအနေငယ်အခြေတင်စကားများခဲ့ပုံရပါတယ်ဝန်ထမ်းလေးဘက်ကသူခေါ်ဆော့တာမဟုတ်ပဲကလေးဘာသာလာဆော့တာဖြစ်ကြောင်းဒီအတွက်သူ့ကိုဒီလိုပြောဆိုတာကိုမကျေနပ်ကြောင်းပြန်လည်ပြောဆိုခဲ့တယ်လို့ဝန်ခံထားပါတယ်။အဲဒီနောက်တစ်နေ့မှာတော့ဖခင်ဖြစ်သူကို PK ထွန်းကဆိုင်ကိုရောက်လာပြီးတော့မင်းကငါမိမနဲ့ငါသမီးကိုပြန်ပြောတယ်ဟုတ်လားဆိုတဲ့အကြောင်းပြချက်နဲ့ဝန်ထမ်းကောင်လေးစစ်သွေးရန်ကိုလက်သီးနဲ့ထိုးချိတ်ခဲ့ပြီးတော့မင်းရဲ့မျက်နှာကိုမမြင်ချင်ဘူးလို့ဆိုကအလုပ်ကနေချက်ချင်းထုတ်ပေးခဲ့တယ်လို့စစ်သွေးရန်ကသူ့ရဲ့လူမှုကွန်ရက်အစားမျက်နှာပေါ်မှာရင်ဖွင့်ရေးသားခဲ့ပါတယ်။ဒါတင်မကသေးပဲမင်းမိသားစုကိုပါဒုက္ခရအောင်လုပ်ပြမယ်ဆိုတဲ့ချင်းချောက်စကားတွေပါပြောဆိုခဲ့တယ်လို့ထည့်သွင်းပြောကြားထားတာကိုတွေ့ရပါတယ်။ဒီဖြစ်စဉ်ကြောင့်စစ်သွေးရန်နဲ့အတူတခြားဝန်ထမ်းကောင်မလေးတဦးလည်းအလုပ်ပြုတ်ခဲ့တယ်လို့သိရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အင်တာနက်သုံးစွဲသူတွေကြားမှာအမြင်နှမျိုးကွဲပြားနေရကိုတွေ့ရပါတယ်။တချို့တွေကတော့အလုပ်ရှင်နဲ့အလုပ်သမားကြားမှာလေးစားမှုဆိုတာရှိရမယ်။အလုပ်ရှင်ရဲ့ကလေးကိုအသုံးချပြီးတော့ဗီဒီယိုတင်အောင်ပြီးတော့အလုပ်ရှင်ကိုပြန်ပြီးတော့ကလန်ကစားလုပ်တာကဝန်ထမ်းတယောက်အနေနဲ့မလုပ်သင့်တဲ့အရာဖြစ်တယ်ဒီလိုဆုံးမတာအလုပ်ထုတ်တာဟာမှန်ကန်တယ်လို့သုံးသပ်ဝေဖန်နေကြပါတယ်ဒါပေမဲ့လူအများကတော့ဒီအမြင်ကိုလက်မခံကြပါဘူးအလုပ်ရှင်တွေနဲ့ဝန်ထမ်းကိုမကြိုက်ရင်စီမင်းစည်းကမ်းနဲ့အညီအလုပ်ထုတ်ပိုင်ခွင့်ရှိတယ်ဒါပေမဲ့လူမြင်ကွင်းမှာအခုလိုကိုထိလိုက်ရောက်လုပ်တာမိသားစုကိုပါရည်ညွှန်းပြီးတော့အသက်အန္တရာယ်ချင်းချောက်နေရကတော့တရားဥပဒေကိုချိုးဖောက်ရာရောက်ပြီးအလုပ်ရှင်တယောက်ရဲ့အာဏာကိုအလွဲသုံးစားလုပ်တာပဲလို့ပြင်းပြင်းထန်ထန်ရှုတ်ချနေကြပါတယ်ဘလောက်ပဲစိတ်ဆိုးဒေါသထွက်နေပါစေကိုထိလိုက်ရောက်ကျွလွန်တာကဘလို့အကြောင်းပြချက်နဲ့မှဖြည့်ရှင်းလို့မရတဲ့လုပ်ရက်ဖြစ်တယ်လို့ဆိုကြပါတယ်။တကယ်တော့ပိုးကြဖြူခင်တို့ဇနီးမောင်နှံဟာမကြသေးခင်ကမှဆိုင်ဝင်တန်းတအုပ်ရဲ့ခိုးယူမှုကြောင့်တိမ်ပေါင်းများစွာတန်ဖိုးရှိတဲ့စိန်တွေဆုံးရှုံးခဲ့ရတဲ့အဖြစ်ဆိုနဲ့ကြုံတွေ့ခဲ့ရပါသေးရဲ့။အခုတခါမှလည်းဝန်ထမ်းနဲ့ပတ်သက်တဲ့ပြဿနာထပ်မံဖြစ်ပွားခဲ့ရကတော့သူတို့မိသားစုတဲ့အစိမ်းအနှောက်အယှက်ဖြစ်စရာပါပဲ။ဒီဖြစ်စဉ်တစ်ခုလုံးကိုကြည့်လိုက်ရင်တော့အလုပ်ရှင်နဲ့အလုပ်သမားကြားကဆက်ဆံရေးတဦးနဲ့တဦးလေးစားမှုဒေါသကိုထိချုပ်နိုင်စွမ်းနဲ့ပြဿနာကိုဖြေရှင်းတဲ့နည်းလမ်းတွေပေါ်မှာမေးခွန်းများစွာထုတ်စရာဖြစ်လာပါတယ်။အလုပ်ရှင်ဘက်ကလည်းစိတ်လိုက်မှမလုပ်သင့်တယ်လို့ဝန်ထမ်းဘက်ကလည်းမိမိရဲ့အခွင့်အရေးနဲ့တာဝန်ကိုနားလည်ဖို့လိုအပ်ပါတယ်။ပရိသတ်ကြီးနေနဲ့ရောဒီကိစ္စပေါ်မှာဘယ်လိုမျိုးမြင်ပါသလဲ။ဝန်ထမ်းကောင်လေးရဲ့လုပ်ရက်ကအလုပ်ထုတ်ခံရလောက်အောင်မှားယွင်းခဲ့သလား။ကို PK ထွန်းရဲ့တုံ့ပြန်ပုံကရောအလုပ်ရှင်တယောက်အနေနဲ့လှုပ်သိမ်းလှုပ်ထိုက်တဲ့လုပ်ရက်လို့မြင်ပါသလား။တရားမျှတတဲ့ဖြေရှင်းမှုကဘယ်လိုဖြစ်တဲ့လဲလို့ထင်မြင်ယူဆပါသလဲ။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်နော်။ကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။